သူအမြင်မှားတာဖြစ်မယ်လို့လိန်ပြောလိုက်ရပါတယ်။ဒါပေမဲ့လည်းအမျိုးသားကအမျိုးသမီးကိုလွယ်လွယ်နဲ့အလွတ်ပေးမဲ့ရည်ရွယ်ချက်မရှိပါဘူး။သူကလွန်ခဲ့တဲ့9နှစ်ကသူတို့ရဲ့မင်္ဂလာဦးခန်းစီပြန်ခေါ်သွားပြီးအဲ့ဒီတုန်းကသူမဝတ်ခဲ့တဲ့ညအိတ်ဝတ်စုံကိုတောင်ဝတ်ခိုင်းပါတယ်။ရင်းနှီးနေတဲ့ဒီမြင်ကွင်းနဲ့အတူနိုးလာတဲ့အခါအမျိုးသမီးရဲ့နှလုံးသားဟာဓာတ်နဲ့အမုန်းခံရတယ်လို့နာကျင်ရပါတယ်။ဒါပေမဲ့အမျိုးသားကဘလောက်ပဲလောင်ပြောင်စော်ကားနေပါစေအဲ့ဒီတုန်းကဘာတွေဖြစ်ခဲ့ရဆိုတဲ့အမှန်တရားကိုဖွင့်ပြောဖို့သူမခိုင်ခိုင်မာမာညှင်းဆန်ခဲ့ပါတယ်။ဒေါသထွက်သွားတဲ့အမျိုးသားကသူမဟာပိုက်ဆံအတွက်ကိုတန်ဖိုးချဖို့ဆန္ဒရှိနေမှာတော့သူမအတွက်အပြစ်ပေးမှုကညတိုင်းသူ့အိတ်ခန်းတကားဝမှာအဆောင်ရရမယ်လို့ကြေညာလိုက်ပါတယ်။သူကတခြားမင်းမတယောက်နဲ့အတူရှိနေတာကိုသူမကိုယ်တိုင်မျက်စိနဲ့မြင်နားနဲ့ကြားစေချင်တာပါ။အဲ့ဒီလိုပြောပြီးသူမစီကိုနောက်ထပ်ရွမ်တစ်တောင်းပစ်ပေါက်လိုက်တယ်။သူ့ရင်နဲ့အနက်ဆိုင်ဆုံးနေရာမှာတော့အမျိုးသမီးညှင်းဆန်ဖို့ကိုတကယ်မျှော်လင့်နေခဲ့တာပါ။သူ့ကိုအန်သားစေတာကသူမကမငင်းဆန်တဲ့အပြင်ဈေးကို2000ထိတောင်တောင်းလိုက်တာပါပဲ။ဒေါသကြောင့်တကိုယ်လုံးတုံရင်နေပေမဲ့အမျိုးသားကနောက်ထပ်1000ကိုထပ်ပေးလိုက်တယ်။သူမကကိုဒီလောက်တန်ဖိုးချဖို့ဆန္ဒရှိနေမှာတော့သူကလည်းဂတိအတိုင်းသူမကိုညတိုင်းတကားဝမှာအဆောင်ရက်ခိုင်းလိုက်တယ်။ဒါပေမဲ့ဒီနေ့ချိန်ထိအမျိုးသားဟာလွန်ခဲ့တဲ့အချိန်တွေကဘာတွေချစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးသူမစီကနေရှင်းပြချက်လေးတစ်ခုကိုအသေးတန်ကြားချင်နေစေပါ။သူ့ကိုလိန်ပြောနေတာပဲဖြစ်ပေါ့။မကြခင်မှာပဲအမျိုးသားနဲ့ကောက်ကျစ်တဲ့မိန်းမတို့ရဲ့စိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။သူမနေမကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့ကောက်ကျစ်တဲ့မိန်းမကအမျိုးသမီးကိုသူမကိုစားရက်တွေအတင်းတောက်ခိုင်းပါတယ်။အမျိုးသမီးကလည်းဘလို့ပဲဖြစ်တရားတော့မဲ့အတူတူစောစောသေးတော့ရောဘာကွာသွားမှလဲလို့တွေးလိုက်ပါတယ်။သူမကတစ်ခွက်ပြီးတစ်ခွက်တောက်နေလိုက်တယ်။သူမရဲ့ခန္ဓာကိုယ်ကအနည်းရရှိကြောင်းသတိပေးနေတဲ့ကြားကပဲစားပွဲဝိုင်းမှာသူတို့နှစ်ယောက်အချစ်ပြနေတာကိုသူမအတင်းကျပ်ကြည့်နေခဲ့ရတယ်။အမျိုးသားကအမျိုးသမီးကိုသူတို့အတွက်ပစုံတွေတောင်အခွန်တော်ခိုင်းပါသေးတယ်။အမျိုးသမီးရဲ့လက်ချောင်းလေးစူးမိပြီးတွေးထွက်လာတဲ့အခါအမျိုးသားကပိုက်ဆံတွေကိုအေးဆက်ဆက်ပစ်ပေါက်လိုက်ပြီးတုတ်ပစ်ဖို့အမိန့်ပေးတယ်။မင်းရဲ့သွေးတွေနဲ့ငါစားပွဲကိုမြည်ပတ်စေနဲ့မင်းလျော်နိုင်မှာမဟုတ်ဘူး။အမျိုးသားနဲ့သူမရဲ့သူငယ်ချင်းတို့ဆိတ်ဆက်နေတဲ့မြင်ကွင်းကိုကြည့်ရင်သူ့ဘေးမှာရက်နေတဲ့သူကဘယ်တော့မှသူမဖြစ်လာတော့မှာမဟုတ်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါအမျိုးသမီးရဲ့မျက်လုံးတွေထဲမှာချက်ချင်းပဲမျက်ရည်တွေပြည့်လာခဲ့တယ်။အဲ့ဒီတွေကသူမကိုလူသက်သမားလို့အတင်းပြောနေကြတာအစောကြီးတေပါစေလို့ကြိမ်ဆဲနေကြတာတွေကိုလည်းသူမသိခံခဲ့ရတယ်။ဒီလိုရက်ဆက်တဲ့စကားတွေကိုကြားရတဲ့အခါလေကောင်းလေတန်းရဖို့သူမအပြင်ကိုအမြန်ထွက်လာခဲ့တယ်။ထင်ထားတဲ့အတိုင်းပဲကောက်ကျစ်တဲ့သူငယ်ချင်းမကသူမနောက်ကိုတက်လိုက်လာခဲ့တယ်။သူငယ်ချင်းမကအဲ့ဒီတုန်းကသူချစ်တဲ့အမျိုးသားကိုလက်လွတ်ပေးခဲ့ရတာနဲ့အမျိုးသမီးကဘာလို့အမျိုးသားကိုတစ္ဆာဖောက်ရတာလဲဆိုပြီးကိုမန်လာပြီဆိုတဲ့မောက်မာမှုနဲ့မေးခွန်းထုတ်ပါတယ်။အမျိုးသမီးကအမျိုးသားရဲ့အမေကိုဘာလို့ကားနဲ့တိုက်ရတာလဲပြီးတော့သူတို့လက်ထက်တော့မဲ့အချိန်ကြာမှဘာလို့ပေါ်လာရတာလဲလို့မေးပါတယ်။ဒါကိုကြားတဲ့အခါအမျိုးသမီးကသူမကြခင်ထွက်သွားပေးပါမယ်လို့ကတိပေးလိုက်ပါတယ်။ဒါပေမဲ့ကောက်ကျစ်တဲ့မိန်းမကသူမကိုလုံးဝမယုံကြည်ပါဘူးပြီးတော့သူမကကိုပိုင်စစ်ဆက်လက်စွပ်ကိုချုပ်ပြီးရေကန်ထဲပစ်ချလိုက်ပါတယ်။အမျိုးသားအပြေးလွှာရောက်လာတဲ့အခါသူမကတမင်တက်အော်ဟစ်ပြီးအမျိုးသမီးကသူမရဲ့လက်စွပ်ကိုလွင့်ပစ်လိုက်တာပါလို့လိန်လေဆွဆွဲပါတော့တယ်။အမျိုးသားလည်းချက်ချင်းဒေါသထွက်သွားပြီးရှေ့ကိုပြေးသွားကသူ့ရဲ့စစ်ဆက်သူကိုသူပေးထားတဲ့လက်စွပ်ကိုဘာလို့လွင့်ပစ်ရတာလဲဆိုပြီးမေးပါတော့တယ်။ငါနဲ့ဘာမှမဆိုင်တဲ့လက်စွပ်ကိုငါကဘာလို့လွင့်ပစ်ရမှာလဲပိုက်ဆံကငါအတွက်ပိုရေးကြီးတယ်လို့အမျိုးသမီးကပြန်ဖြေပါတယ်။ဒါကိုကြားတော့အမျိုးသားပို့ပြီးဒေါသထွက်သွားတယ်။ဒါပေမဲ့အမျိုးသမီးရေကန်ထဲပြုတ်ကျတော့မဲ့အချိန်မှာသူလမ်းဖမ်းကျင်တဲ့စိတ်ဆန္ဒကိုမထိန်ချုပ်နိုင်ခဲ့ဘူး။ဒါပေမဲ့သူ့မိရဲ့တေဆုံးမှုအဖြစ်ဆိုးကိုတွေးမိသွားတဲ့အခါသူ့လက်ကိုပြန်ရုပ်လိုက်ပြီးအမျိုးသမီးကိုလက်စွပ်ရှာဖို့အမိန့်ပေးလိုက်တယ်။ဒီလိုနဲ့အမျိုးသမီးဟာရေခဲနေတဲ့ကန်ထဲမှာမွန်းလွဲပိုင်းတစ်ပိုင်းလုံးရှာဖွေခဲ့ရပြီးတကိုယ်လုံးလည်းရေတွေရွှဲဆိုနေခဲ့တယ်။နောက်ဆုံးလက်စွပ်ကိုရှာတွေ့သွားတဲ့အခါကောက်ကျစ်တဲ့မိန်းမကအမျိုးသမီးကင်ထားတဲ့အရာကိုသူမလိုချင်ဘူးလို့ပြောပါတယ်။ဒါကြောင့်အမျိုးသားကပိုက်ဆံနောက်တစ်ထပ်သူမစီထပ်ပစ်ပေါက်လိုက်ပြီးလက်စွပ်ကိုအမိုက်ပုံးလေးပစ်ထည့်လိုက်ဖို့အမိန့်ပေးတယ်။ခါသီးလာတဲ့နာကျင်မှုတွေကိုမျိုးသိရင်အမျိုးသမီးကသူမရဲ့ခြေထောက်ကနာကျင်မှုတွေကိုကြိတ်မိတ်ခံကဒုက္ခအလုံးကိုမျိုးချလိုက်ပြီးအဲ့ဒီငွေတွေကိုသူမရဲ့ဘဏ်ကောင့်ရဲ့တိတ်တဆိတ်ထည့်သွင်းကတင်မဲ့အချိန်ကိုပဲငြိမ်သက်စွာစောင့်နေခဲ့ပါတော့တယ်။ဒါပေမဲ့အမျိုးသမီးဟာအသက်ရှင်ခြင်းနဲ့တေဆုံးခြင်းကြားမှာလွန်ဆွဲနေချိန်လေးမှာပဲအမျိုးသားရဲ့စံအိမ်ကြီးမီးလောင်နေတာကိုတွေ့လိုက်ရတယ်။ကိုယ့်တက်အနေရကိုတောင်ဂယူးမဆိုင်ပဲသူမကမီးတောက်တွေထဲပြေးဝင်သွားပြီးအိမ်ရဲ့ထောင်ပေါင်းစုံမှာလိုက်ရှာကတေခါနီးဖြစ်နေတဲ့